给我们晒了，表现了表不是了。ကျွန်တော်အခုပြောနေတဲ့အရာတွေဒီအခုတိုင်းသားလက်နက်ကိုင်ပြဿနာတွေဘာဖြစ်လို့မိမောင်းထိုးပြလဲဆိုတော့ PDF မြောက်ပိုင်းဒီ KNU အားကိုးနေတာ PDF တောင်ပိုင်းဒီကရင်ပြည်နယ်ကရင်ဒီပေါ့ KNU တွေကိုအားကိုးနေတာဒီလူတွေတောင်မှမြန်မာစစ်တပ်ကိုအနှစ်ပေါင်း80ကြာအောင်မှထိုးစစ်ဆင်ပြီးတိုက်ခိုက်ဖို့အတွက်ကိုဒါအကြာကြီးလုပ်ခဲ့ကြတာမဖြစ်နိုင်ဘူးဒါမျိုးလေးတွေကိုတတိချက်တင်တယ်နောက်တစ်ခုကပြောချင်တာဒေတာလိုက်ဖွဲ့စည်းတဲ့ PDF လေးတွေအများကြီးရှိတယ်ဆိုတော့ကျွန်တော်သိတယ်အင်အားတွေဘယ်လောက်ရှိနေဟိုနားမှာစစ်တနန်းဆင်းနေပြီဆိုတော့ကျွန်တော်မြင်နေရပါတယ်တွေ့နေရပါတယ်တိုးပြီးတော့ညာ change of command ပေါ့ဒီဘဟိုနဲ့ဘယ်လောက်အဆက်ဆက်ရှိလဲဒီပေါ့ energy အစိုးရနဲ့ဘယ်လောက်ထိကုတ်ကဲနေလဲဘယ်လောက်ထိ support လုပ်နေလဲဘယ်လောက်ရက်တည်နိုင်မှာလဲစစ်ပွဲတစ်ပွဲမှာကျွန်တော်တို့နိုင်တစ်ခုနဲ့တောင်မှကျွန်တော်ဆုံးဖြတ်တာဒီနိုင်တနာရီလေးတွင်းမှာစစ်ကူမရောက်လာဘူးဆိုရင်ကြဆုံးသွားနိုင်တယ်ရက်ပေါင်းများစွာလာမဲခဏလေးကျန်းလာနေပြီဟိုနာဒိုနာရောက်နေပြီအဲ့လုံးလို့မရဘူးခုလွန်ခုပေးနိုင်မှရမှာအကူညီဆိုတာမနေ့ကရောက်မဲ့တရက်ခါရောက်မဲ့နောက်တလားလောက်နေရမယ်ဆိုရင်ပြီးသွားရအောက်ကလူကတေလီရောပဲနောက်တစ်ခုပြောချင်တာစစ်တပ်ကြီးကိုဟိုကျွန်တော်ဟိုလူတယောက်နဲ့ကျွန်တော်စကားပြောတယ်မကြခင်မှာဒီစစ်တပ်ကြီးရတဲ့အကုန်လုံးပေါ့နော် PDF တွေတိုက်ခိုက်လိုက်လို့ပေါ့နော်3လအတွင်းလောက်မှာတဲ့သူကပြိုလဲသွားတော့မှာတဲ့သူပြောတာနော်ပြိုလဲသွားတော့မှာအဲကျွန်တော်နားထောင်နေအေးဟုတ်ပြီပြိုလဲသွားလို့ရှိရင်ဘာဖြစ်သွားမှာလဲလို့ဒီစစ်တပ်တွေဒီစစ်တပ်ထဲမှာရှိတဲ့လူတွေအကုန်လုံးကလို့ဘယ်ရောက်သွားမှာလဲဘာလက်နက်ကလေးကင်လာပြီးတော့ညံ့ခံမှာလားလို့တေးကြပါဘူးလို့ဒီပေါ့ဒါ if ပေါ့ဗျာဒါကျွန်တော်စိတ်ကူးရင်ပြီးပြောတာပေါ့စိတ်ကူးရင်ပြီးစဉ်းစားတွေးတောပြီးပြောတာပေါ့ဒီစစ်တပ်ကြီးကတပုံဖြစ်သွားပြီတောင်းယူစရာတောင်းခံစရာလည်းမလိုတော့ဘူးကုလသမဂ္ဂကိုအစီရင်ခံစရာလည်းမလိုတော့ဘူးတပုံဖြစ်သွားပြီ NUG PDF တွေကနိုင်သွားပြီစစ်တပ်ကြီးကနေဖျို့ဖဲပြီးတပုံဖြစ်သွားပြီပိုဆိုးမှာဘာဖြစ်လဲသူဟာတောင်းယူစရာမလိုတော့ဘူးလေတောင်းခံစရာမလိုတော့ဘူးလေအစိုးရလည်းမဟုတ်တော့သူဘာမှကြောက်စရာလည်းမလိုကုလသမဂ္ဂလည်းသူတောင်းခံစရာမလိုတော့သူလှုပ်ချင်တာလှုပ်ရုံပဲလေအဲ့တော့စစ်တပ်ကတပုံဖြစ်သွားရင်လို့ဘယ်လိုနေမလဲလို့တွေးကြည့်အခုကျွန်တော်တို့စကားပြောနေတယ်တွေးကြည့်အခုတက်တွေမြန်မာနိုင်ငံမှာကော့တောင်းကနေပူတာကိုဒီမြန်မာပြည်အနှံ့မှာတက်တွေရှိရဲ့ဒီတက်တွေဟာတပုံဖြစ်သွားပြီထားဒီတက်တွေကတပုံဖြစ်သွားတယ်အားလုံးပြောနေကြတဲ့ဒါ PDF ကြီးကနေပြီးတော့ဟို PDF တွေကနေပြီးတော့ဖြင့်စစ်တပ်နေအောင်ယူလိုက်ကြတယ်ဒီစစ်သားတွေအကုန်လုံးတပုံဖြစ်သွားမှာနော်တိုက်ရိုက်ခိုက်ပြေးဝပြီးတော့ပြောမှဆိုရင်ကွာစင်ပိန်ကျွဲတော့ပေါ့စင်ပိန်တော့ကျွဲတော့ပေါ့ထားပါတော့အခုစစ်တပ်ကစင်ကြီးပေါ့နောက်တော့ကျွဲလေးဖြစ်သွားအောင်ဘာဖြစ်မလဲအဲ့ဒါကိုယ့်ကိုပြန်စဉ်းစားစစ်တပ်ကတပုံဖြစ်သွားခဲ့ရင်ဘာဖြစ်မလဲဖြစ်နိုင်စရာအကြောင်းတော့မရှိပါဘူးဖြစ်လာမှလည်းမဟုတ်ပါဘူးဒါပေမဲ့အဲ့လိုအခြေအနေဖြစ်သွားခဲ့ရင်တော့မှပဲဒုက္ခရောက်မှာပြည်သူပဲပြည်သူလူထုပဲဒုက္ခရောက်မှာပြည်သူလူထုပဲဒုက္ခရောက်မှာအဲ့တော့အငိမ့်စားယူသွားတဲ့နိုင်ငံတော်အကြီးအကဲတယောက်ရဲ့စကားကိုကျွန်တော်ပြောပြမယ်နော်အငိမ့်စားယူသွားတဲ့နိုင်ငံတော်အကြီးအကဲတယောက်ကလက်ရှိတာဝန်ချမ်းဆောင်နေတဲ့လူတွေကိုစုံမတယ်ဒီဘက်မှာကြန့်ခိုင်ရေးရှိတယ်အစိမ့်နေပေါ့ဒီဘက်မှာ NLD NUG PDF တွေ whatever အနီးတွေပေါ့ဗျာရှိတယ်ကားတစ်စီးလည်းရှိတယ်ဘယ်ဟာကိုနင်းမှာလဲအနီးကိုနင်းမှာလားအစိမ်းကိုနင်းမှာလားကားမောင်းလာပြီဒီမှာအနီးရှိရယ်ဒီမှာအစိမ်းရှိရယ်ဘယ်ဟာကိုနင်းမှာလဲပြောမှာပေါ့ PDF ဆိုလို့ရှိရင်တော့အစိမ်းတွေကိုနင်းဖြစ်မှာတော့ပြောမှာပေါ့စစ်တပ်ဆိုလို့ရှိရင်လည်းပြောမှာပေါ့အနီကိုနင်းချင်တယ်ပြောမှာပေါ့တကယ်နင်းရမှာ break အားလုံးရက်တန်းရက်တင်ပြီအားလုံးရက်တန်းရက်တင်ပြီနင်းရမှာအနီလည်းမဟုတ်အစိမ်းလည်းမဟုတ် break ကိုနင်းရမှာနင်းလိုက်ကြတော့ break ကိုဖြစ်နိုင်ခြေရှိတာလေးသုံးသက်ပြီး break ကိုနင်းလိုက်ကြတော့တောရဲရောက်နေတဲ့ညီကိုမောင်နှမတွေကိုနဲ့လက်မကင်းကြောင်းနေအများကြီးပါတယ်မသေးသေးခြင်းဘူးရုံမှမှန်တာပြောသစ္စာ
ဖျားတိုင်တယ်ပြီးပြောရဲတယ်ကိုမိဘတိုင်တယ်ပြီးလည်းပြောရဲတယ်မသေးစေချင်ပါဘူးညီလေးတို့ညီမလေးတို့နော်အကိုတို့အမတို့မသေးစေချင်ပါဘူးကျွန်တော်တို့နိုင်ငံသားတွေကရင်လူမျိုးတွေရွာသားတွေမထွက်ပြေးစေချင်ပါဘူးမြန်မာတပ်မတော်သားတွေကိုလည်းမကြဆုံးစေချင်ပါဘူးကျွန်တော်တို့လူမျိုးတွေကနေရာမရှိဘူးဘာလို့ကျွန်တော်စစ်ဖက်အရက်ဖက်ပြည်လဲစေချင်တာလေအရင်ကတည်းကပြည်လဲစေချင်တာဒေါအောင်ဆန်းစုကြည်လက်ထက်ကတည်းကစစ်ဖက်အရက်ဖက်ပြည်လဲစေချင်တာပေါ့ကျွန်တော်တို့နိုင်ငံဟာပြည်လဲမှအဆင်ပြေမယ်ဆိုတာသိတယ်လေရန်ဖြစ်နေလို့ဆိုတော့မှအဆင်မပြေတာတရားကိုမျိုးပြောင်းအောင်တက်ပြလို့မှမရတာအမျိုးဖြုတ်ပြလို့မှမရတာကျွန်တော်တို့ကအမြဲတမ်းရှိနေမှာပဲကရင်ဆိုလည်းအမြဲရှိနေမှာပဲဒီ KNU မှ KNU ထောက်ခံတဲ့ကရင်တွေအများကြီး KIA မှ KIA ထောက်ခံတဲ့ကချင်တွေမှအများကြီးအဲ့တော့အဲ့လူတွေအကုန်လုံးတက်ပြလို့မှဘယ်ဖြစ်မလဲဗျာNLD ကိုထောက်ခံတယ် NLD ထောက်ခံတဲ့သူ NUG ထောက်ခံတဲ့သူတိုင်းတက်ပြလို့ပဲဖြစ်မလဲမြန်မာနိုင်ငံလူကုန်သွားမှာပေါ့စစ်တပ်ကိုထောက်ခံတဲ့သူတွေအကုန်မျိုးဖြုတ်ပြမယ်ဟာစစ်သား9သိန်းမှာသူ့မိသားစုဝင်ရတယ်9ယောက်နဲ့တွက်ကြည့်အောင်သူလည်း2တန်း3တန်းရှိရတက်ပြလို့ရမလားဒါတွေကိုမျိုးဖြုတ်ပြလို့ရပါမလားစစ်တပ်လည်းသူ့နောက်မှာသူတက်မိသားစုနဲ့ဒီစစ်အင်အားနဲ့ပေါက်မှဆိုရင်သူလည်း3 4တန်းရှိရသူလည်းတက်ပြလို့မရဘူးအကုန်တေကုန်လို့ရှိရင်ဘာဖြစ်မလဲတရုတ်နိုင်ငံလမ်းလျှောက်ပြီးဝင်သိမ်းလာဝင်သိမ်းနိုင်မယ်ဘင်္ဂလားဒေ့ရှ်ကလမ်းလျှောက်ပြီးလာဝင်သိမ်းနိုင်မယ်ငကိုကလေးကမှဘင်္ဂလားဒေ့ရှ်က165တန်း80တရုတ်ပြည်ကတန်း1400မြန်မာနိုင်ငံကသူတို့ရဲ့မြို့တစ်မြို့သာပဲရှိတယ်ကြတော့ဒေါက်တာသက်မြင့်ဦးကပြောတယ်မြန်မာနိုင်ငံဟာမကြခင်မှာပဲပျောက်ကွယ်တော့မယ်ဟာဖြစ်နိုင်တယ်အထက်မြန်မာနိုင်ငံကတရုတ်ကသိမ်းသွားလိမ့်မယ်အောက်မြန်မာနိုင်ငံကတော့ whatever เนาะအနောက်ကလာတဲ့ပေါ့เนาะလူမျိုးတွေသိမ်းသွားလိမ့်မယ်တတိထားအချင်းချင်းတွေကအင်ဂျင်ရှင်အိုမဲတုပ်ပြီးခို့နေကြတာဟိုကရာလဲကြည်စီကြက်လဲမောစီပြီးကြလို့ရှိရင်ဘူးသီးနဲ့ချက်စားပလိုက်လိမ့်မယ်တိုက်တပါသားအဲ့တော့မင်းကျွန်တော်အရန်မုန်းတာစစ်လော်ပြီးတဲ့ဘယ်စစ်မှလော်ပြီးမလုပ်ဘူးကျွန်တော်ဟာစစ်မုန်းသူတယောက်ကျွန်တော်စစ်ဆိုတာဟာတရားပန်းနဲ့ပေါက်တာမဟုတ်ဘူးတနက်နဲ့ပြစ်တာတေတတ်တယ်ကျွန်တော်အတိတ်မှာတေသွားတဲ့သူတွေမျိုးလုံးထွက်သွားတဲ့သူတွေခြေထောက်ပြတ်သွားတဲ့သူတွေအများကြီးရှိတယ်ရွာတွေဆိုတာလဲရွာထဲမှာဖြစ်ရင်ရွာမီးလောင်မယ်မြို့ထဲမှာဖြစ်ရင်မြို့မီးလောင်တယ်ဘာလို့ကျွန်တော်တို့ကစစ်ကိုကြိုက်ရမှာလဲလုံးဝမကြိုက်ပါအားလည်းမပေးဘူးခုပြောမယ်ဆိုလို့ရှိရင်ဟာဘသူကစားလဲဟိုသူကစားလားကျွန်တော်ပြောမယ်ဘယ်ကနေစပြီးပြောချင်လဲဖေဖော်ဝါရီ1ရက်နေ့ကစပြီးတော့ပြောချင်လားဒါမှမဟုတ်လို့ရှိရင်ဦးစောမဦးတန်းရွှေအုပ်ချုပ်တဲ့88ခေတ်ကနေစပြီးပြောချင်လားဒါမှမဟုတ်ဦးနေဝင်အာနာသိန်းခဲ့တဲ့62ခုနှစ်ကအကြောင်းကိုစပြောချင်တဲ့အဖိုးကြီးဖွားကြီးလည်းရှိတယ်အဲ့ဒါမှမဟုတ်လွတ်လပ်ရေးရခဲ့တဲ့အကြောင်းတွေကိုဘေးကျွမ်းတာပြောချင်တဲ့သူတွေရှိတယ်ဒါမှမကျင်တဲ့သူအင်္ဂလိပ်လာပြီးတိန်းတဲ့အချိန်ကလေးကနေပြီးတော့စပြီးတော့အတိတ်ကိုဖော်ပြီးတော့မုန်းကျင်တဲ့သူတွေရှိတယ်ကျွန်တော်တို့ဓာကြီးကိုသင်ခန်းစာယူရမှာလေဟိုသူပြစ်တင်ဒီသူပြစ်တင်နဲ့ပြီးမှမဟုတ်တော့ဘူးအဲ့တော့လက်ရှိမှာအဖြေရှားမှာကဲဟုတ်ပြီ KNU နဲ့ကျွန်တော်တို့စစ်တပ်နဲ့ညှိနှိုင်းတယ်မင်းမှန်တယ်ငါမားရတာပြောရင်ဆွဲထိုးရုံပဲရှိတော့တယ်ရေပြင်မှာခမရတက်လည်းနည်းနည်းဆုပ်လိုက်ကျုပ်တို့လည်းနည်းနည်းဆုပ်မယ်ခမရတို့ကဓာတ်ကိုပေးနိုင်တယ်ကျုပ်တို့ကဓာတ်ကိုပေးနိုင်ခမရတို့ရဲ့တုံမှန်ကျုပ်တို့ရဲ့တုံမှန်တို့ညှိနှိုင်းရတာလေမင်းမှန်တယ်ငါမားရတာညှိနှိုင်းလို့ရှိရင်ဓာတ်နဲ့ထိုးဖို့ပဲရှိတယ်လက်တွေ့ကြပြောတာနဲ့စိတ်ကူးရင်ပြီးပြောတာနဲ့မတူဘူးဗျလက်တွေ့ကြပြောတာဟာစပွဲဝိုင်းမှာဆွေးနွေးတာဟာလက်နက်ကိုင်ဆွေးနွေးတာခမရတို့တက်တွေဘယ်ရွာထိစုပ်မှန်တာမားတာမဆွေးနွေးဘူးမှန်တာမားတာကိုမှန်နေမားတယ်ရောတော့သူ့မှာလည်းသူ့အကြောင်းပြချက်နဲ့သူဘယ်လောက်မှန်ကြောင်းရှိတယ်ဒီဘက်ကလည်းဒီမှာသူ့မှာကိုယ်ပိုင်အကြောင်းပြချက်တွေရှိတယ်ဒါပြောနေရင်အလုံးမဖြစ်ဘူးဆိုတာသိတယ်အဲ့တော့အလုံးဖြစ်အောင်ရင်လုပ်ဖို့လိုတယ်အလုံးဖြစ်အောင်ဘာလုပ်ရမလဲခမရတက်လည်းနောက်ကိုနည်းနည်းစုပ်ကျုပ်တက်လည်းနောက်နည်းနည်းစုပ်မယ်ဒီလိုနဲ့ငြိမ်းချမ်းရတာလေခမရတုံမှန်ကျုပ်ကိုပေးကျုပ်တုံမှန်ခမရတို့ပေးမယ်ခမရတို့လည်းလာမတိုက်နဲ့ကျုပ်တို့လည်းခမရတို့လာမတိုက်ဘူးအပြည့်ရက်ကို6လလောက်မယ်တစ်နှစ်လောက်မယ်သူဆွဲဆန့်ပြီးတော့မှစကားတွေပြောမယ်ဒီမှာအချင်းချင်းခါဖုန်းတွေပြောမယ်စကားတွေပြောမယ်ဖုန်းတွေပြောမယ်စကားတွေပြောမယ်လူချင်းတွေးကြမယ်လက်နဲ့တွေတဖြည်းဖြည်းနဲ့တစ်စက်နဲ့ဟိုကပေါ့ဖြတ်သိမ်းမယ်ဒါမျိုးတွေလုပ်ရတာလေအဲ့တော့ကျွန်တော်ပြောချင်ပါတယ်မြန်မာနိုင်ငံဟာကမ္ဘာမှာရှင်းတဲ့ဘက်မှာရှိရလေဟိတ်ကောင်ကလေးကဘာပေါ်မှာမြန်မာပြည်ကအရင်ကျေးဆုံးတိုင်းပြည်တစ်ခုပါလိမ့်လိမ့်မာဆရာမိဘစကားကိုသာဆွဆွမြင်းမြင်းနားထောင်သိချင်တာစေတနာတဲ့ဒီသချင်းလေးနားထောင်လို့ရှိရင်ကျွန်တော်တော်တော်အတိတ်ပဲမရှိတာတော့ဆဲလိုက်ကြတာဆိုးလိုက်ကြတာတက်ကြဟဲ့ဖြတ်ကြဟဲ့မျိုးစုံတွေတစ်ဖက်နဲ့တစ်ဖက်ပေါ့နော်ဟိုဘက်ကလည်းဟိုဘက်ကိုဒီဘက်ကလည်းဒီဘက်ကိုပြောနေကြတာရင်ထဲမှာစိတ်မချမ်းမွေ့ပေါ်ရပဲဒါကြီးကကျွန်တော်အနာဂတ် generation တွေကိုယူသွားမှာလားတက်ကြဖြတ်ကြဆိုတာကြီးကိုယူသွားမှာလားကျွန်တော်ပြောပြပြီ
စစ်တပ်ကိုထောက်ခံတဲ့သူခဏဖယ်ထားလိုက်အောင်စစ်တပ်မိသားစုဝင်ကြီးပဲသူစစ်သားတယောက်ကိုမိသားစု3-5ယောက်နဲ့တွဲကြည့်လိုက်အောင်သူလည်းတန်းနဲ့ချီပြီးရှိတယ်။ KNUG PDF ကိုထောက်ခံတဲ့သူလည်းအမာခံနဲ့မှာသူလည်းတန်းနဲ့ချီပြီးရှိတယ်။အချင်းချင်းအပြန်အလှန်တန်းနဲ့ချီပြီးတော့ခုတ်ကြရှက်တက်ကြဖက်ကြလောက်ကြမှာလားကျွန်တော်တွေ့တယ်အရေးခင်းအောင်မြင်လို့ကတော့ကွာစစ်သားသားသမီးအကုန်လုံးတန်းစီပြီးပါရိုက်ချင်တယ်ဒါမျိုးတွေအပြုသဘောမဆောင်လေဗျာနော်အပြုသဘောမဆောင်ဒါအဖက်ဘက်ကအပြန်အလှန်ဟိုဘက်ဒီဘက်ပြောနေကြတာပေါ့